ရဲ့နာမည်ကတော့ဒေါ်တီတာဦးဖြစ်ပါတယ်ကျမရဲ့ကျောင်းလေးရဲ့နာမည်ကတော့ Old School ဖြစ်ပါတယ်ညီမလိုကတော့မျော်လင့်ခြင်းစာသင်ကျောင်းဖြစ်ပါတယ်ကျမက2009ခုနှစ်ကနေပြီးတော့စတင်တည်ထောင်ခဲ့ပါတယ်စတင်တည်ထောင်တော့ကာလာတုန်းကတော့ကျောင်းသား45ယောက်နဲ့တည်ထောင်ခဲ့ပါတယ်အခုမှကတော့ကျောင်းသားပေါင်း218ယောက်ရှိနေပါပြီကျေးဇူးတင်ပါတယ်